love traveling with you. Each step is a dream to live. အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့ဘရူနိုင်းကနေဗီယက်နမ်ကိုခီးသွားမှာဖြစ်ပါရဲ့လေလက်မှတ်ကိုစင်ကာပူ transit နဲ့ဝယ်ထားတာပါဒီလို transit လက်မှတ်ဝယ်တဲ့အခါမှာချက်သူ package ပါတာရွေးဝယ်ရင်တော့ immigration ဖြတ်စရာလည်းမလိုဘူး back collection လုပ်စရာလည်းမလိုတဲ့အတွက်အလုပ်ရှုပ်တတ်တာတယ်ပေါ့နော်အခုကျမဝယ်ထားတဲ့လက်မှတ်ကချက်သူမရတဲ့အတွက်စင်ကာပူ immigration ကိုဖြတ်ရမယ် back collection လုပ်ရပါမယ်ကျမတို့မြန်မာနိုင်ငံကလူတွေကစင်ကာပူဝင်မယ်ဆိုရင် free visa ရတဲ့အတွက် visa လျှောက်စရာမလိုတော့ပါဘူးစင်ကာပူ arrival ကတော့ဖြစ်ရပါမယ်နော်လက်မှတ်ဝယ်တဲ့အခါမှာ transit time ကိုအနည်းဆုံး2နာရီ3နာရီလောက်ခွာပြီးဝယ်တာပိုစိတ်ချရပါတယ်။ကျမကတော့ immigration မှာမမျှော်လင့်မဲကြာတာတွေ flight delay ဖြစ်တာတွေစိတ်ချရဖို့အတွက်ဒီမှာ transit time ကို4နာရီခွာပြီးတော့ဝယ်ထားပါတယ်။အခုကျမတို့လေရင်စိုက်တာက terminal 2မှာ immigration လည်းဖြတ်ခဲ့ပြီး back collection လည်းလုပ်ခဲ့ပြီးဗီယက်နမ်သွားဖို့အတွက်က terminal 1ကစီးရမှာဖြစ်တဲ့အတွက်အခု terminal 1ကိုသွားပါမယ်။ terminal 1ကို sky train စီးသွားလို့ရတယ်။အခုကကျမမှာအချိန်ကြီးအများကြီးပို့နေတဲ့အတွက်ကျွဲချန်ကေ airport ကိုသွားလိမ့်မယ်။ဒီနေရာက airport နဲ့ link ဖြစ်နေတဲ့ shopping mall ပေါ့ဒီ shopping mall မှာစင်ကာပူ airport ရဲ့အရန်နာမည်ကြီးအရန်လာတဲ့ indoor ရေတံခွန်တစ်ခုရှိရဲ့အဲ့ကိုသွားလိမ့်မယ်HSBC Rainbow Test လို့ခေါ်တဲ့ဒီရေတံခွန်ကကမ္ဘာပေါ်မှာအကြီးဆုံး indoor ရေတံခွန်မှာဒီ shopping mall မှာ international brands တွေ fashion တွေ electronic ပစ္စည်းတွေလက်ဆောင်ပစ္စည်းတွေကို duty free shopping လုပ်လို့ရတဲ့အတွက် transit passenger တွေအတွက်အတော်လေးဈေးဝယ်လို့ကောင်းတဲ့နေရာပါကဲခုလေရင်ထွက်ဖို့ကတနားခွဲလောက်ပဲလို့တော့တယ်ဖုန်းကလည်းအားမရှိတော့ဘူးဆိုတော့ terminal 1ကိုသွားပါမယ်ချန်ကီ airport မှာနောက်ထပ်သဘောကျတာတခုကဒီလိုဖုန်းအားသွင်းလို့ရတဲ့နေရာလေးတွေနေရာတိုင်းမှာထားပေးထားတာလေးပါ check in immigration counter မသွားခြင်းဘူးဆိုရင်ဒီဆက်မှာလေလက်မှတ်ရဲ့အိမ်မှာ canvas sticker ရေးထုတ်လို့ရပါတယ်အိမ်မှာ sticker ကပ်ပြီးရင်ဖြတ်ပိုင်းစိမ်းလေးကိုလက်ခံနေနဲ့တင်ထားမယ်ပြီးရင် drop back သွားလုပ်ပါမယ်ချန်ကီ airport ကနေဟိုချီမင်းကိုနေ့လယ်3:35မှာထွက်ခဲ့ပါတယ်နော်ဟိုချီမင်းလေဆိပ်မှာကတော့အတော်လေးလူများပါတယ်ဒီ immigration counter ကိုဖြတ်ဖို့အတွက်ကျွန်မတနားခွဲလောက်တန်းစီလိုက်ရပါတယ်ကျွန်မအခုဟိုချီမင်းကနေပြီးတော့ဒန်နန်းကိုဆက်သွားရအောင်ပါကျွန်မအခုရောက်တာက international airport terminal 2အဲ့တော့ဒီကနေပြီးတော့မှ domestic airport ရှိရဲ့ terminal 3ကိုသွားရမယ်အခုကလေဆိပ်ရဲ့အပြင်ဘက်ကိုထွက်ပြီးတော့မှ free shuttle bus ရှိရဲ့နေရာကိုသွားနေရပါဒါ terminal 3ကိုသွားမယ် shuttle bus ပေါ့နော် terminal တစ်ခုနဲ့တစ်ခုကို shuttle bus နဲ့ကူမယ်ဆိုရင်7မိနစ်လောက်ပဲကြာပါတယ်ကျမတို့ဒန်နန်းကိုသွားမယ်လေရင်က flight delay ဖြစ်တာတနားရီလောက်ထပ်ပြီးတော့နောက်ကျမယ်ပေါ့နော်တနေကုန်လေရင်စီးခဲ့တာရေပြင်မဲနာတွေရေချောင်းမှုဖိုင်လက်ဆပြီးတော့ရင်းနေတုံနေပါပြီအဲ့တော့အပြည့်လိုက်ပါအောင်မယ်နော်ဒီဗီဒီယိုလေးကစင်ကာပူ transit အတွေ့အကြုံလေးကိုမျှဝေပေးရပါတကယ်ချင်းတို့ရဲ့အတွေ့အကြုံတွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်